ခင်ဖျားရဲ့နေလေးမှာသခင်ဖျားကျွမွေးတယ်အရာလေးကိုအင်္ဂါချင်းတွေကိုကျွန်တော်ပြန်လဲပြီးငါပေးခြင်းဖြစ်ပါတယ်ခန္ဓာတော်အဝင်အင်္ဂါချင်းဖြစ်တဲ့မိတ်ဆွေလည်းပဲကိုယ့်ရဲ့အင်္ဂါချင်းများကိုဒီအကြောင်းအရာလေး၄ခုဆက်လက်ဝင်ငါပေးစေခြင်းပါတယ်ချက်ချင်းသင်ရက်လိုက်ရမယ်အရာလေး၄ခုပါတော်တော်လေးပါနံပါတ်1သင်ရဲ့အတိတ်သူများရဲ့အတိတ်ကိုပြန်လဲတူးဖော်နေတာကိုရပ်လိုက်ပါကျွန်တော်ရဲ့အမေသေဆုံးသွားတဲ့အခါမှာသူ့ကိုမြေမြုပ်ကြိုခဲ့ပါတယ်တလားကြတဲ့အခါမှာသူ့ရဲ့သင်္ချမ်းကိုကျွန်တော်ပြန်လဲရောက်ရှိတဲ့အခါမှာသူ့ရဲ့အလောင်းကိုပြန်လဲတူးဖို့ကျွန်တော်မချိုးစားပါဘူးအကြောင်းကတော့သူ့ရဲ့အလောင်းကိုကျွန်တော်ပြန်လဲတူးလိုက်မယ်ဆိုရင်ဖြစ်လာမယ့်အရာတွေကိုမိတ်ဆွေသိရှိပြီးသားဖြစ်ပါတယ်သူ့အတွက်မကောင်းသလိုကျွန်တော်အတွက်လုံးဝမကောင်းပါဘူး The past is the past အတိတ်ကဘုရားသခင်မြေမြုပ်ခဲ့ပြီးပြီအတိတ်ကအရာတွေကိုပြန်လဲတူးဆွခြင်းအပြင်စိတ်ဆင်းရဲမခံပါနဲ့မိတ်ဆွေနံပါတ်2ရောက်မလာသေးတဲ့အနာဂတ်ကိုကြိုတွေးပြီးတော့မှပူနေတာကိုရပ်လိုက်ပါငက်ဖြန်နေအတွက်မစိုးရိမ်ပါနဲ့ငက်ဖြန်နေဟာသူ့အတွက်သူစိုးရိမ်ပါစေစိုးရိမ်ခြင်းအဖြစ်သင်ရဲ့အသက်ကိုတရောင်း15မိနစ်မရှိစေဘူးတော့သခင်ယေရှုဖခင်ကပြောထားပြီးသားဖြစ်ပါတယ်တကယ်တော့လေကျွန်တော် stress တွေပြီးနေတာစိတ်ဆင်းရဲနေတာကဒီနေ့အတွက်ဖခင်သခင်မလုပ်ပေးလို့မလောက်လို့မဟုတ်ဘူးဒီနေ့အတွက်ဝတ်စရာလောက်တယ်စားစရာလည်းလောက်တယ်ပိုက်ဆံလည်းလောက်တယ်ဒီနေ့ပူနေတာကနက်ဖြန်နေအတွက်သင်အတွက်တော်၎င်းသင်ချရတဲ့မိသားစုတွေရဲ့နက်ဖြန်နေအတွက်တော်၎င်းမပူပါနဲ့ဖခင်တာဝန်ယူပါလိမ့်မယ်နံပါတ်3ချက်ကတော့သင်ရဲ့ပျော်ရွှင်ခြင်းကိုအခြားသောလူတွေစီမှာရှာဖွေနေခြင်းကိုအခုပဲရပ်လိုက်ပါတကယ်တော့သင်ရဲ့ပျော်ရွှင်ခြင်းဟာသင်နဲ့ပဲဆိုင်ပါတယ်ပို့ပြီးတော့မှသခင်ယေရှုနဲ့ဆိုင်ပါတယ်ယေရှုနဲ့ဆိုင်သောကြောင့်သင်ဝမ်းမြောက်ပါ Your happiness is your own သင်ရဲ့ဝမ်းမြောက်ခြင်းဟာသင်ရဲ့ကိုယ်တိုင်ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ် Happiness is a decision ဒါမှမဟုတ်အခြားသောလူတယောက်အတွက်ကြောင့်သင်ကမပျော်ရွှင်နိုင်မှုဆိုရင်အဲ့ဒီလူကြောင့်ထက်သင်ကြောင့်သင်စိတ်ဆင်းရဲနေရတာပါဒါမှမဟုတ်သခင်ဖျားနဲ့ဝမ်းမြောက်ပါနောက်ဆုံးချက်နဲ့ဇောရချက်လေးကတော့ဆုမတောင်းပဲလှုပ်တဲ့အရာတွေအားလုံးကိုရပ်လိုက်ပါသင်လှုပ်တာမှားတာမှန်တာထက်ဆုမတောင်းခဲ့တာကသင်မှားတယ်ဆုတောင်းခြင်းကအနန္တတကူပဲဖြစ်ပါတယ်ဆုမတောင်းမဲဆွေးနွေးတယ်ဆုမတောင်းမဲဆုံးဖြတ်တယ်ဆုမတောင်းမဲဈေးသွားတယ်ဆုမတောင်းမဲပတ်စပို့ရုံသွားတယ်နော်ဆုမတောင်းမဲကားဆောင်နှိုးတယ်ဆုမတောင်းမဲလှုပ်တဲ့အလုပ်မှန်သမျှဟာမှားပါတယ်သခင်ရှုမသက်ချောင်းအငယ်6မှာဘာပြောလဲဆိုရင်If you pray to your Father and He will openly reward you. သင်ဆုတောင်းတဲ့အခါမှာတဲ့ကောင်းကင်ဘုံနဲ့ရှိသောအဖကိုတဲ့ဆုတောင်းပါတဲ့အဖဟာတဲ့သင်ကိုထင်ရှားစွာအကျိုးပေးမယ်လို့ပြောတဲ့အခါမှာလေဒီနေ့ဝိညာဉ်တော်ဘုရားကဘာကိုဖော်ပြလဲဆိုတော့သင်တောင်းတဲ့အရာကိုပြောတာမဟုတ်ဘူးသင်တောင်းတဲ့အရာကိုပေးပြီးသားထပ်ပြီးတော့မှဆုတောင်းတဲ့အတွက်ဆုတောင်းခြင်းရဲ့အကျိုး reward လို့ပြောတယ်ပြောချင်တဲ့ကသင်တောင်းတဲ့ဆုကိုခင်ဗျားတို့ဘုရားကပေးမှာပါအဲ့ဒီပြင်ဆုတောင်းတဲ့အတွက်ဘုရားသခင်ကထပ်မံပြီးတော့မှ bonus နေနဲ့အကျိုးကိုပေးခြင်းပဲဖြစ်ပါတယ်10 minute ဆုတောင်းရဲ့10 minute bonus ရပါတယ်တချို့အလုပ်ချိန်နော်ပိုစင်းတဲ့အခါမှာတနိုင်စင်း$15ရတယ်နော်2နိုင်စင်း$30ရတယ်ဒီဆုတောင်းတဲ့အခါတိုင်းမှာဘု து အတွက်ပဲတောင်းဘာအတွက်ပဲတောင်းဘုရားသခင်ကသင်ကိုအကျိုးကိုပေးထားပြီးသားဖြစ်ပါတယ်ဒါမလို့ဒီအချက်လေး၄ချက်ကို
ယခုချက်ချင်းကျင့်သုံးခြင်းအဖြစ်တင်းရဲ့ဘဝတက်တာကိုပြောင်းလဲစေပါလို့သခင်ဖျားရဲ့နေမှာသခင်ဖျားဝင်ငါပေးတဲ့အရာလေးကိုထပ်ဆင့်ပြီးတော့မှဝင်ငါပေးချင်ပါတယ်သခင်ဖျားရဲ့အင်္ဂါချင်းများအပေါ်မှာဥကောင်းတော်ရဲ့အသက်နဲ့ကောင်းမြတ်ခြင်းများကြွယ်ဝစွာစီးဆင်းပါစေ Thank you ပါအားလုံး